こんにちはဟုတ်ပြီပေါ့နော်ပထမနေ့တွေတုန်းကကျမပြောခဲ့တာကဘာတွေလဲဆိုလို့ရှိရင် R E O L O ဒါမှမဟုတ်ရှင် O ပေါ့နော် R E O L O ဒါမှမဟုတ်ရှင် O အဲ့တန်းရင်နောက်တန်းကဆိုလို့ရှိရင်ကကြတော့ခါခီခုခဲကိုဆိုတဲ့အတန်းနှစ်တန်းကိုပြောခဲ့ခုတတိယတိုင်းဖြစ်တဲ့စာရှိဆိုဆဲစောစာရှိဆိုဆဲဆိုတဲ့အတန်းကိုပြောမှာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်စပြီးရေးလိုက်ရအောင်စကိုဆိုလို့ရှိရင်ရိုမာချင်းနဲ့ရေးမယ်ဆိုလို့ရှိရင် essay စဟုတ်ပြီရိုမာချင်းနဲ့ရေးမယ်ဆိုလို့ရှိရင် essay စဒါကိုဘယ်လိုရေးမလဲဆိုလို့ရှိရင်တစ်ချက်စမယ်ဒါခီနဲ့ခက်စင်စင်တူတယ်ပထမနေ့ရဆွဲခဲ့တဲ့ခီနဲ့စရဆွဲပြပါမယ်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီထို့ကခီတုံးကဘယ်လိုဆွဲခဲ့လဲဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်ဆိုပြီးဆွဲခဲ့တာခီပေါ့နော်ဒါဆိုလို့ရှိရင်စတစ်ချက်ပဲပါတယ်ဒါကိုစလို့ခေါ်ပါတယ်ပြန်ဆွဲပြမယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်စဟုတ်ပြီစပြီးသွားပြီဆိုလို့ရှိရင်ဘယ်သွားမလဲဆိုလို့ရှိရင်စပြီးလို့ရှိရင်ရှိအင်္ဂလိပ်လိုရေးမယ်ဆိုလို့ရှိရင်ရှိကိုအင်္ဂလိပ်လိုပေါ့နော်ရိုမာစီလိုရေးမယ်ဆိုလို့ရှိရင် S H I ရှိဟုတ်ပြီဒါကိုရှိရလွယ်ပါတယ်အဲ့လိုမျိုးလေးဒါပေမဲ့အဲ့လိုမျိုးကြီးဒီလိုဖြောင်းဖြောင်းကြီးမသွားအောင်အဲ့လိုဖြောင်းဖြောင်းကြီးမသွားပါဘူးဘယ်လိုသွားမလဲဆိုလို့ရှိရင်ကွယ်လေးရှိတစ်ချက်ပဲเนาะဟုတ်ပြီအဲ့ဆိုလို့ရှိရင်ရှိဒါကိုဘယ်လိုတွေမဆွဲတင်ဘူးလဲဆိုတော့ဒီလိုဖြောင်းဖြောင်းကြီးတွေမဆွဲပါနဲ့ဒါလိုမျိုးကြီးတွေဒါကြီးရှိမဟုတ်ပါဘူးကွယ်လေးပေါ့เนาะဖြည်းဖြည်းလေးဆွဲပါမယ်ဟုတ်ပြီစာရှိပြလို့ရှိရင်ကဘာလဲဆိုလို့ရှိရင်စုစာရှိစုရိုမာကြီးနဲ့ရေးမယ်ဆိုလို့ရှိရင် S U စုကကြတော့နည်းနည်းလေးဘယ်လိုလေးလဲဆိုလို့ရှိရင်ဒီလိုလေးပါနည်းနည်းလေးမှားချင်တဲ့ဟာတွေများတယ်ပေါ့နော်စုစာရှိစုပြန်ဆွဲပြပါမယ်တစ်ချက်နှစ်ချက်ဟုတ်ပြီစုကိုဘယ်လိုကြီးတွေမဆွဲနေလဲဆိုတော့တစ်ချက်အလဲကောင်တစ်တရားဖြစ်မယ်ဘယ်လိုမျိုးကြီးတွေဒါလေးကဒီလိုလေးတော့တမြင်ကြီးတဲ့ဒီလိုဖြစ်နေရမယ်ခုနလိုမျိုးကြီးsorry ခုနလိုမျိုးကြီးဒီလိုမျိုးကြီးတွေအဲ့လိုမျိုးကြီးတွေမလုပ်ပါနဲ့စုဒီလိုမျိုးကြီးတွေမလုပ်ပါနဲ့ဘယ်လိုလဲဆိုလို့ရှိရင်ဒီမြင်းချောင်းတွေကလိုဖြည်းလေးဖြစ်နေရမယ်စုဟုတ်ပြီစုအပြင်ဆွဲပြမယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သူ့လမ်းကြောင်းလေးတိုင်းပြင်လာမယ်စုပြန်ဆွဲပြမယ်စာရှိစုတစ်ချက်နှစ်ချက်စုစာရှိစုပြီးသွားလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ဆဲကိုရိုမာကြီးနဲ့ရေးမယ်ဆိုတော့ဘယ်လိုရေးမလဲဆိုရင်အစီစာရှိစုဆဲကိုဘယ်လိုရေးမလဲဆိုလို့ရှိရင်တစ်ချက်ဆက်ပြပါမယ်တစ်ချက်နှစ်ချက်သုံးချက်ဆဲတစ်ချက်နှစ်ချက်သုံးချက်ဆဲစာရှိစုဆဲဟုတ်ပြီဆဲကိုပြန်ဆွဲပြပါမယ်တစ်ချက်နှစ်ချက်သုံးချက်အတားကိုဘေးလက်ညီလေးဆွဲပေးပါဒီလိုမျိုးကြီးတွေမလုပ်ပါနဲ့အလဲကောင်လေးတွေကွက်ပြီးတော့မလုပ်ပါနဲ့ဒီလိုဘေးနှကန်းကြီးထွက်ချင်တိုင်းထွက်ပြီးအဲ့လိုကြီးတွေမလုပ်ပါနဲ့ပြီးလို့ရှိရင်ဒီလောက်ကြီးလည်းအရင်ဝေးကွာနေရကြီးမလုပ်ပါနဲ့သူ့အရင်းနဲ့သူအနေတော်လေးပေါ့နော်ပြန်ဆွဲပြမယ်တစ်ချက်နှစ်ချက်စာရှိစုဆဲဟုတ်ပြီဆဲပြီးသွားပြီဆိုလို့ရှိရင်ဆိုစာရှိစုဆဲဆို ဆိုဘယ်လိုရေးမလဲသူကဘာလို့လဲဆို Z နဲ့ C နဲ့ဟိုဇက်ထဲရေးလိုက်တာပေါ့နော်ဇက်ကလေးလာမယ်ပြီးရင် C တယောက်ကလိုက်မယ်ဆိုဒါဇက်ထဲတစ်ချက်ပဲရေးပါတယ်အဖြစ်တော့မဖြစ်ပါဘူးဆို
အောက်ကစီးလေးဆိုပြီးတော့လေဒီလိုမျိုးကြီးတွေမလုပ်ပါနဲ့အောက်ကစီးလေးလို့ပြောလိုက်အပေါ်ကဇက်အောက်ကစီးအဲ့လိုဝဲဝဲကြီးတွေလည်းအရင်မလုပ်ပါနဲ့သူပုံမှန်လေးဖြည်းဖြည်းလေးစီးလေးရဟုတ်ပြီလားဆိုလို့ရှိရင်ပြည့်ပြပါမယ်ပြပါမယ်စာရှိဆိုဆဲဆိုရဲဆိုစာရှိဆိုဆဲဆိုရဲဆိုဟုတ်ပြီလားဆိုလို့ရှိရင်ဒီဗီဒီယိုမှာပြောတာကစာရှိဆိုဆဲဆိုပြောတယ်နံပါတ်1စာလို့ဆွဲမလဲခိနဲ့တူတယ်ခိမှာတော့နှစ်ချောင်းစမှာတစ်ချောင်းပဲစာရှိဟုတ်ပြီပထမတော့တို့ကအာအီဆိုတော့စာစီလို့မရပါဘူးစာရှိပါဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေရာမှာဘယ်လိုရေးရမလဲ S H I ထိုင်မရိုက်တဲ့အခါမှာ SH ခံလို့ရတဲ့လို့ရှိရင်ဂျပန်လိုဟီရာကာနာဘယ်လိုထွက်လာမလဲဆိုရင်ဒီလိုလေးထွက်လာပါမယ်ရှိပထမဆိုလို့ရှိရင် I U L O တို့ I U ရဲ့ O L O နဲ့ပေါ်မှာတင်ခဲ့တယ်အဲ့ဒါဆိုလို့ရှိရင် S ရှေ့ရောက်တော့နောက်က I ပေါင်းလိုက်မယ်စာစီမရပါဘူးစာစီဆိုပြီးတော့မရှိပါဘူးစာရှိပဲရှိပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ပြန်ပြောမယ်ဆိုလို့ရှိရင်စာရှိစု S U စု SU စုဆိုလို့ရှိရင်တစ်ချက်နှစ်ချက်စုစာရှိစုဆယ် SE ဆယ်ဘယ်လိုရေးမလဲဆိုလို့ရှိရင်တစ်ချက်အလုံးပေါင်း3ချက်ပေါ့နော်ပြန်ဆွဲပြပါမယ်တစ်ချက်နှစ်ချက်3ချက်စာရှိစုဆယ်နောက်ဆုံးတော့ဆိုဘယ်လိုရေးမလဲဆိုလို့ရှိရင်ဆိုကဇက်ကလေးနဲ့စီလေးနဲ့ပေါင်းထားတာဆိုအဲ့တော့ခုနေ့ဗီဒီယိုမှာပြောတာကခုဗီဒီယိုမှာပြောတာကပေါ့နော်စာရှိဆိုဆဲဆိုပထမနေ့တွေကပြောခဲ့တာကပထမဗီဒီယိုတွေကပြောခဲ့တာကကြတော့ R E O A O ပထမဆုံးဗီဒီယိုမှာဒုတိယနောက်တစ်နေ့ကြာလို့ရှိရင်ကကြတော့ခါခီခုခဲခုဗီဒီယိုကကြာလို့ရှိရင်စာရှိဆိုဆဲဆို၃နည်းမြောက်ပေါ့နော်အဲဆိုလို့ရှိရင်ဟီရာကနာရဲ့၃နည်းမြောက်ရောက်လာပါပြီတန်ကဘယ်နှလုံးရှိလဲဆို1လုံး2လုံး3လုံး4လုံး5လုံးရှိပါတယ်3နည်းမြောက်ဆိုလို့ရှိရင်15လုံးပြီးသွားပါပြီရှင်စာရှိဆိုဆဲဆိုဟုတ်ကဲ့ကျေးဇူးပါ